ဆက်ကာလဆက်ဆက်မှာဝီကအန်ရရှိမရေဖူးနိုင်ဆုံးတားကောင်ဖြစ်တက်မှတ်ခံခဲ့ရမှုရပါတယ်။အဲဒီဆိုတဲ့ကောင်ကိုရေဖူးနိုင်လောက်တဲ့တိုင်းတိုင်းအီဘိုလာဆိုတဲ့အရာမှဝီကိုပဲတစ်ချက်ကြည့်လိုက်ပါဦး။ဒါကတဘာဝတရားရဲ့အလုံးဆောင်ကျတဲ့ခုလိုဆိုအောင်မှာဖြစ်ပါတယ်။ဘလာပဲရက်ဆက်တဲ့တားရင်ဖြစ်နေပါစီကျမ်းပါပြီဆိုတဲ့အကောင့်တိုင်းမှာနေတို့ကိုမဲလိုက်နဲ့မုတ်ဆူတွေရှိနေစမြဲပါပြီ။ဒီကနေ့ကတော့ဝေရိုင်းရဲ့အဓိကအကြီးမားဆုံးရန်သူဖြစ်တဲ့ဝေဘာเจ้าကိုတစ်ချက်လောက်ပြောပြပေးခြင်းပါရယ်။အားကြောင့်များအစိတ်ပြင်းလာပါရီဆိုတဲ့မွေဟောက်ဒီကတော့ဝေဘာတွေကိုကြောက်နေကြရတာလေ။ဝေဘာကောင်ဖွင့်ထားတဲ့စားတောက်ဆိုင်မှာဆိုရင်မွေကြီးဝေကျော်မွေစင်းတို့မွေစင်းကိုဝေဟီစားရဟင်းနေရေးထားမလားလို့တော့ထင်ရပါရီ။အားကြောင့်လဲဆိုတော့ဝေဘာဆိုတဲ့တရဝါကဝေဝင်းမနဲ့စာနေ့လေစာညစာဖြစ်စားရင်နေတာကြောင့်ဖြစ်ပါရီ။ကြောင်ကောင်ရေစားတော့တာရှိတဲ့မွေပါကြောင်လိုပဲညီမြန်ဖြတ်လက်ကြပြီးတော့ရက်ဆက်အစိတ်ပြင်းပါရီဆိုတဲ့မွေကိုတိုက်ခိုက်ရပြစားတောက်တတ်တာကပြုံရအောင်ခက်စီပါရီ။အနေရောက်အာဖရိကအစိတ်ပြင်းမွေမျိုးနဲ့တွေ့မလားအေးစေးပါရီ။10မိနစ်လောက်အချိန်ပေးလိုက်ရင်မွေပါရဲ့အစာဖြစ်သွားပါရီ။ဝေရဲ့ပြင်းဖြစ်တဲ့ခင်းကော်ဘရာမွေဟောက်ကြည့်ပဲလား။မျက်စလုံးနဲ့မြန်လုံးနဲ့ကြောက်စိတ်ခင်းမဲ့တဲ့မွေပါကသူ့မျက်လုံးထဲမှာတရားသာရှိမယ်လို့ထင်ခဲ့ရင်တော့ခင်းသားပါရီဆိုတဲ့အစိတ်ကိုခုခံပြီးတော့ဝေဟောက်ကြီးကိုတိုက်ခိုက်ဖို့အတွက်ဆင်းနေဖြစ်နေပါရီ။ဘာကြောင့်လဲဆိုတော့မွေပါရီကဝေစိတ်ကိုအနေချင်းသာခုခံနိုင်ကြပြီမဲ့ရင်းမြစွာတိုက်ခိုက်တတ်တာကြောင့်ဖြစ်ပါရီကလေးဆန်ကောင်မှရှိရဲ့အစိတ်တိုင်းကစင်ကဲပြောင်းလဲမှုဖြစ်စဉ်ကနေရရှိလာတဲ့စူပါပါဝါရီဖြစ်ကြပါရီ။ဝီမွေပါရီကရွေးချယ်စရာမရှိတဲ့အစုံမှာအစာတွဲမွေတွေကိုပဲတိုက်ခိုက်ခဲ့ကြဟန်တူပါရီ။အဲလိုနဲ့တားစီမြေးဆက်တွေကလည်းဘူဝေးတွေနီးကိုဝေဝဲတားကောင်ဖြစ်တတ်မှတ်ကြပြီးတော့မကြောက်မယုံတိုက်ခိုက်ကြပါရီ။တို့တက်ကတော့မွေကိုတိုက်ခိုက်တယ်ဆိုတော့ကထမင်းစားရီတော့တာမန်ကိစ္စတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပဲတစ်ချက်လောက်ကြည့်လိုက်ပါဦး။ဒီမွေက Black Man Battle ခေါ်တဲ့မွေအောင်ဖြစ်ပါရီ။အဲမွေတွေကိုတိုက်ခိုက်ဖို့ကြိုးစားနေရကအရှိမရှိရဲ့မွေကအကောင်တစ်လေးဖြစ်ပါရီ။ဝေချက်9စားလောက်တင်းငယ်ပြီးတော့အလေးချိန်လုံးစုံရှိမှ8.8အောင်စားလောက်ပဲရှိမှဖြစ်ပါရီ။ဒါပေမဲ့ရွေစားကအရေးမကြီးပါဘူး။ဒီရလောက်ကတော့ဝေပါလီကအတော်ပိုင်းစာနေတဲ့ပုံမှာပဲဒီကြပါရီ။နောက်ထပ်မင်းနဲ့နည်းငယ်မှာတော့ဝေရောက်ကြီးကဝေပိုင်းနေတဲ့စာဖြစ်သွားပါတော့။ဒါဆိုရင်ရောဝေကဝေပါရီနဲ့တွေ့ရင်အရင်ဆိုင်အောင်ဘလူးရီဆောင်ကြမယ်။ဒီပင်မဝဲတက်ပြီးမှမရပါဘူး။ဝေပါကတပင်လေကောင်းကောင်းတက်နိုင်ပါရီ။ဝေပါကောင်ရဲ့အစာစားရင်စိတ်ကိုမွေစိတ်တပင်ကဘလို့ရတော့မှရတဲ့နိုင်မှာမဟုတ်ဘူးဆိုတာသိကြပါရီ။ဝေဘာတစ်ပင်မောကနေပြုတ်ကျသွားရင်မတက်တာတော့ပေါ့ဘလို့နေနေဝေဘာရဲ့အစာဖြစ်သွားတော့မှဖြစ်ပါရီဝေကခင်ရမကိုအကြောက်တဲ့သူဆိုတော့ကမရှိသလောက်နေပါရီအစိတ်ရှိမွေကောင်ရဲ့အစိတ်ပမာဏအနေငယ်ကလူသက်ကိုအသားရစီဝင်ချုပ်ပေးနိုင်ပါရီပတ်တန်းနေရတော့ဝေကခင်ရတာကြောင့်တေဆုံးသူရေးအတွက်ကအနည်းမှ9000ကနေတသိန်းတိတောင်ရှိနေပါရီအဲလိုဆိုရင်ဝေရဒီကနေကောက်ွယ်ဖို့ဝေဘာလေးတစ်ကောင်လောက်မွေးထားလိုက်ရောဒီချန်ကလို့ဖြစ်ကောင်ဖြစ်နိုင်ပါရီဒါမဲ့အိုကီနာဝါကျွန်းကိုတစ်ချက်လောက်သွားကြည့်လိုက်ကြရအောင်ဗျာအိုကီနာဝါကျွန်းဆိုတာကရီယိုကျွန်းစုတွေကအကြီးဆုံးကျွန်းတစ်ခုဖြစ်ပါရီအဲဒီကျွန်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုမနေ့လာခင်မှာတော့ကျွန်တော်က1883ခုနှစ်ကိုချိန်ကိုက်နေရတဲ့အချိန်ကြီးလေးခဏလောက်တွားကြည့်ကြရအောင်ပါ19ရာစုနှစ်တုန်းကဟာဝိုင်ကျွန်းမှာကြံခင်းတွေစိုက်ပျိုးခဲ့ကြပါရီအဲဒီကကျွတ်တွေကတတိတိပေါ်လာတာကြောင့်ကျမ်းမကြီးကောင်းကောင်းကြီးအဖြစ်စီခံခဲ့ရပြီးတော့ကြီးမားစွာဆုံးရှုံးခဲ့ရပါရီဒါမဲ့လည်းထင်တယ်လို့ကြီးတော့အလုံးမဖြစ်ခဲ့ကြပါဘူးဒီကချက်ကတော့ဝီပါတွေကနေခင်းမှာကျက်စားခဲ့ကြတာကြောင့်ဝေကညဘက်မှာကျက်စားတဲ့တင်ကိုပြောင်းလဲလိုက်ကြပြီးတော့ဝေနဲ့ဝေပါထိတ်တိုက်တွေ့ကြရဲဆိုတာတော်လေးကိုရှောင်းနေခဲ့ပါ့။တရားပြီးသားဝေကဝေပါထက်အစမတန်အကောင်ကြီးနေတာကြောင့်ဝေပါရဲ့စာမဖြစ်ခင်နဲ့ဝေကောင်ရင်မရော့ဖြစ်နေခဲ့ရပါ့။တပတ်မှာတော့ဝေပါတွေကလည်းရင်မြန်စွာပဲမြူပွားလာကြပြီးတော့အကောင်ရင်များလာကြပြန်ပါ့။ဝေပါတွေဟာများပြားလာနေမြအိုကီနာဝါမှာရှိနေတဲ့အကောင်ကိုစားဖြစ်ကြပါတော့။တထားလည်းအောက်ကရဲစစ်ဝက်ဦးလီဘိုမှာမကျန်စားဖြစ်ခဲ့ကြတာကြောင့်တထားလည်းကအသုံးပြုလို့မရတော့တဲ့အထိအားလုံးကမောက်ကမာတွေဖြစ်ကုန်ကြပါ့။အာနာဝနီရောဒီနေ့ချိန်ထိဝေပါလစနာကိုမဖြေရှင်းနိုင်ချသေးပါဘူး